ဖះတို့ကလာလိုက်ရင်သွားတယ်ဖះကဆူတောင်းပြေးမှသွားတယ်တကိုးကြီးမှသွားတယ်ဖះကိုဆင်းတုကွယ်နေအဲ့ဒီဆင်းတုကဖះကိုမဟုတ်ဘူးရှင်းလားဖះဆိုတာတပ္ပိညုတဖះသီလသမာဓိပညာနဲ့ပြည့်စုံသောဖះလောကမှာမြတ်စွာဘုရားဘာလို့အမြတ်ဆုံးဖြစ်သွားသလဲလို့မေးရင်သီလအမြတ်ဆုံးသမာဓိအမြတ်ဆုံးပညာအဲ့တော့ဗုဒ္ဓဘာသာကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကစီးစိမ်အတွက်ယာဓုအတွက်ဘွဲတသိက်အတွက်ဆိုရင်မှားနေပြီဘာအတွက်ကိုးကွယ်ကြတာလဲလို့မေးရင်သီလသမာဓိပညာပြည့်စုံဖို့ပါဗျာပြန်ပြောသီလမရှိတဲ့ဘဝနဲ့သီလ